ညီကိုနှစ်ယောက်ဟာတောထဲမှာရှောက်သွားရင်တောက်ပါနေတဲ့ရွှေပန်းသီးတွေကိုတွားတွေ့ကြပါတယ်။ဘာမှမစင်စားပဲအာရပါရကောက်စားမိကြတယ်။အဲ့ဒီအချိန်မှာပဲဘေကမှမထီတဲ့ချောမောလာပါတဲ့မိန်းကလေးတွေပေါ်လာပြီးဒါတဲ့ပိုကောက်တဲ့စားစရာတွေရှိသေးတယ်လိုက်ခဲ့ကြဆိုပြီးခေါ်သွားကြပါတယ်။ညီကိုနှစ်ယောက်လည်းဘာမှမရိပ်မိပဲပျော်ပျော်ကြီးလိုက်သွားလိုက်တာလမ်းဆုံးနေတဲ့ကူတစ်ခုထဲရောက်သွားပါတော့တယ်။ဒီမြင်ကွင်းကိုအဝေးကနေကြည့်နေတဲ့သူတို့ရဲ့ညီငယ်ဆုံးလေးဂျက်ကစိုးရိမ်တကြီးနဲ့ပြေးသွားပေမဲ့သူရောက်သွားတဲ့အချိန်မှာတော့ဂူကပျောက်ကွယ်သွားပါပြီ။ဂျက်လည်းကြံရမရဖြစ်နေတော့မြေကြီးပေါ်ကရွှေပန်းသီးတစ်လုံးကိုကောက်စားလိုက်တဲ့အခါမှာတော့အံ့ဩစရာပဲပျောက်သွားတဲ့လမ်းကပြန်ပေါ်လာပါနဲ့ဂျက်လည်းဂူထဲကိုချောင်းကြည့်လိုက်တော့သူ့အကိုတွေကတော့စမွေးကြီးရှေ့မှာအကောင်းစားတွေစားပြီးပျော်နေကြတာပါသူလည်းဗိုက်စာစားနဲ့စတော်ဘယ်ရီတီးလုံးကိုယူစားမလို့လုပ်နေတော့မိန်းကလေးတယောက်ကသူ့ကိုတန်တရားဖြစ်ပြီးပန်းသီးပဲစားပါလို့အတင်းတိုက်တွန်းပါတယ်ဂျက်ကပါပါနတ်နတ်ပဲစားတယ်လို့နဲ့ပန်းသီးကိုကြမ်းပြင်ပေါ်ခိုးချလိုက်တဲ့အခါမှာတော့မြင်နေရတဲ့လှပတဲ့မြင်ကွင်းတွေအားလုံးကကွဲပြောက်သွားပါတယ်သူတို့စားနေတဲ့အကောင်းစားစရာတွေကတကယ်တော့ပုတ်စော်နာနေလဲပိုးကောင်တွေဖြစ်နေပြီးဟိုမိန်းကလေးတွေကလည်းရုပ်ဆိုးလာတဲ့စွန်းမကြီးတွေဖြစ်နေပါတယ်ဂျက်ကတော့အခြေအနေကိုသိသွားပြီဖြစ်ပေမဲ့မသိချင်အောင်ဆောင်ပြီးသူ့အကိုတွေကိုခေါ်ထုတ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့သူ့အကိုတွေကတော့စွန်းမတွေရဲ့ပြုစားမှုကြောင့်ဘာမှမသိပဲအစာကောင်းတွေစားနေတော့နောက်ဆုံးတော့မရတဲ့အဆုံးဂျက်ကအကိုထစ်သူတွေကိုပါးရိုက်ပြီးတတိပေးလိုက်မှအမှန်တရားကိုမြင်သွားပြီး၃ယောက်သားအသက်လူပြီးထွက်ပြေးကြရပါတော့တယ်စွန်းမကြီးတွေကဂူတကားကိုပိတ်ဖို့ကြိုးစားပေမဲ့ကံကောင်းစွာနဲ့ပဲလွတ်အောင်ခုန်ထွက်နိုင်ခဲ့ကြပါတယ်သူတို့ရဲ့ယတနာရှာပုံတော်ကတော့ဒီမှလည်းမပြီးသေးပါဘူးဆက်သွားရင်းနဲ့မြူတွေဆိုင်နေတဲ့ရွှွညွန့်အိုင်ကြီးတစ်ခုကိုရောက်လာပါတယ်အဲ့ဒီမှာဂျက်ကသူ့အကိုတွေနဲ့လူချင်းကွဲသွားပြီးရေကန်ကြီးတစ်ခုစီကိုအရင်ရောက်သွားခဲ့ပါတယ်ရေကန်အောက်ခြေမှာတော့တောက်ပနေတဲ့ဓာတ်တစ်စင်းကိုတွေ့လိုက်ရပါတယ်ရေအောက်မှာကြောက်စရာကောင်းတဲ့မိစ္ဆာကောင်းကြီးတစ်ကောင်စောင့်ကြည့်နေတာကိုမသိပဲဂျက်ကတော့ဓာတ်ကိုရအောင်ဆင်းယူလိုက်ပါတယ်ဓာတ်ကိုလည်းရရောမိစ္ဆာကြီးကဂျက်စီကိုဒေါသတကြီးနဲ့ခုံအုပ်လိုက်ပါတော့တယ်နောက်ဆုံးတော့ဂျက်ပြောင်ဓာတ်နဲ့အတူလွတ်မြောက်နိုင်ခဲ့ပါတယ်